အားလုံးပဲမင်္ဂလာပါဗျ။အန်ဆိုရီကဘာမှနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့အန်ဆိုပါ။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ကွာပြက်နေတဲ့အချိန်နောက်ပြန်လာတဲ့အဆင့်ခေါ်သူပဲဖြစ်ပါတယ်။ chapter စမတည်နိုင်သောကဘာမှာရှိတဲ့တဲကနာရဲ့တဲတောင်မျိုးနဲ့စတင်ထားပါတယ်။စာပိုင်းမှာတော့ကောင်မလေးတွေပြေးလာနေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူတို့ကဘာလို့ပြေးနေရလဲဆိုတော့ level 3အဆင့်ရှိတဲ့ဝင်ပလီတွေကလိုက်နေလို့ဖြစ်ပါတယ်။ဒါကြောင့်ကောင်မလေးတွေကလည်းအသေးအံကြီးတောင်ကဲကြောင်းအောင်လို့ OV ပြေးနေရပါ။အဲ့ဒီထဲစပင်ဝါနဲ့ကောင်မလေးကဟာချီလို့ပဲငါတို့လာချ level 1အဆင့်ရှိတဲ့ game ကောက်တွေကိုချဖို့လာပါတယ်ဆိုlevel 3အဆင့်ရှိတဲ့ဝင်ပလီတွေလိုက်တာခံနေရတယ်။ခေါင်းဆောင်ငါတို့ဘာဆက်လုပ်ရမလဲလို့မေးလိုက်ပါတယ်။အဲ့ဒါနဲ့ခေါင်းဆောင်ဆိုတဲ့မိန်းကလေးကနည်းတောင်းထားကြအောင်ငါတို့ရှိမှကျိုင်းကောင်ပဏီရှိတယ်။ငါတို့အဲ့ဒီပင်ပေါ်တက်ပြီးဒီကောင်တွေလက်ကလွတ်ဖို့အခွင့်အရေးရှိနိုင်တယ်လို့ပြောပြီးချီးတော့အောင်ပြီးခိုင်းလိုက်ပါတယ်။ခေါင်းဆောင်မိန်းကလေးကသူ့အတွေ့အထဲမှာဟာချီးလို့ပဲဒီကောင်တွေကသူတို့တဘာဝရဲ့အကြမ်းတမ်းရတယ်။သူတို့ကတားကောင်တွေလွယ်လွယ်နဲ့လွတ်မပေးတတ်ကြဘူး။ငါတို့ရင်တိုက်ခဲ့တဲ့အချိန်ကလည်းဒဏ်ရပြီးငါတို့ရဲ့ကြံရှိနေတဲ့လက်နဲ့တွေလည်းပျက်စီးလူနေမှာဖြစ်နေပြီ။ငါတို့ဒီနေ့ပဲတည်ရတော့မှလားဆိုပြီးတော့စိတ်ပြက်လက်ပြက်တွေးနေပြေးနေကြရပေါ့။အဲ့ဒီအချိန်မှာနောက်ဆုံးကပြေးနေတဲ့မိန်းကလေးကချော်လေးသွားခဲ့ပါတယ်။အဲ့လိုနဲ့ခေါင်းဆောင်မိန်းကလေးနဲ့ဆောင်ဝါမိန်းကလေးတို့စိတ်ပူပြီးတော့ရှောက်ရင်းနာမည်ကိုအော်ခေါ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲဝင်ပလီတွေကကောင်မလေးကိုတိုက်ခဲ့ဖို့တပြိုင်နက်ခုံးလိုက်ခဲ့ကြတယ်။တစ်ချိန်တည်းမှာပဲအလင်းတန်းတစ်ခုကလှစ်ကနေဝင်ရောက်လာပြီးဝင်ပလီတွေထိမှန်ကကောင်မလေးရဲ့ဘေးမှာဝင်ပလီကတီဆုံးလျက်တာဖြစ်နေခဲ့ပါတယ်။အဲ့ဒီလင်းတန်းဘာလဲဆိုတော့လူတယောက်ပြစ်လာတဲ့ဓာတ်တစ်ချောင်းမှာအဲ့ဒီအချိန်မှာပဲချက်ချင်းဆိုလို့လင်မြန်တဲ့အချိန်နဲ့လူတယောက်ကလည်းဓာတ်နောက်ချက်ချင်းရောက်ရှိလာခဲ့တယ်။ရှောက်ခေးကလည်းသူငါ့ကိုကြိလိုက်တာလို့ဆိုပြီးကြည့်နေပြီးအဲ့ဒီလူရဲ့ level ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ level 1ဆိုတော့တိလိုက်ရပြီးတော့အတော်လေးအောင်သွားခဲ့တယ်။အဲ့ဒီ level 1မရှိတဲ့သူကဘာလို့လဲဆိုရင်တော့ကျွန်တော်ရဲ့ MC ဖြစ်တဲ့ကိုတင်ညွန့်မှာဝင်ပလီတွေကလည်းကိုတင်ညွန့်ကိုကြောင်းကြည့်နေပြီးတော့ကိုတင်ညွန့်ကလည်း solid ရှိဆိုတော့အခါမထိုင်နဲ့။အော်ဒါလာ level 3ဆင်းရှိမှာကောင်းဆိုပါရဲ့။အစွမ်းလည်းဘာမှမဟုတ်ပါလားဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါကိုကြည့်နေတဲ့ဝင်ပလီတွေကလည်းကိုတင်ညွန့်ကို drop ဆက်ပြီးတော့တိုက်ခိုက်ဖို့အသေးအတန်ပြေးလာကြပါတယ်။အဲ့ဒါနဲ့ကိုတင်ညွန့်ကလည်း already ထုတ်ပြီးသူ့ရဲ့ဓာတ်ကိုကန်ကမကောင်းဆိုးဝါး3កောင်လို့တစ်ချက်ထဲနဲ့လင်းမြန်တဲ့အချိန်နဲ့ပြေးပြီးပိုင်းဆုပ်လိုက်တာ3កောင်လို့ရှောသွားပါတော့တယ်။ကိုတင်ညွန့်ကိုကောင်မလေး3ကလည်းကြောင်းကြည့်နေကြပြီးအဲ့ဒီကခေါင်းဆောင်မင်းကလေးကသူ့လူသိဖြစ်ပြီးတော့တန်တားလေးနဲ့မကောင်းဆိုးဝါးလေးအောင်ဆိုလို့ easy ပဲတက်လိုက်တယ်ဆိုပြီး already ကြီးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပန်းအောင်မှာဟိုကြည့်လိုက်ဆိုပြီးအထက်လန် over တော့။အော်ကလည်းတက်လိုက်တယ်မကောင်းဆိုးရတဲ့အပေါင်းပါတယ်အများကြီးလိုက်လာကြလို့ပါ။ဆောင်းမဟင်းဒါဘလို့ဖြစ်နိုင်မှာလဲ။ဝင်ပလီတွေကအများကြီးဘဲရောက်လာတယ်။ဘဲအောင်မလည်းသူတွေးနှံခံပြီးရောက်လာကြဖြစ်မယ်။ခေါင်းဆောင်မလည်းရှင်းရှင်းပြေးလို့ပြောပြီးတော့ဒါအသေးခဏရဲ့တစိကုံလေးအုပ်ကြီးပဲ။သူတို့ရော်တယောက်ဖြစ်စီတိုင်းအင်အားရှိတယ်ဆိုပြီးပြေးဖို့ပဲပြောနေပါတယ်။ကျွန်တော်ရဲ့ MC ကိုတင်ညွန့်ကလည်းအဲ့တော့ဘာလုပ်ရမလဲဆိုပြီးသူ့ရဲ့လက်ထဲမှာဖဲချက်လို့စွမ်းရည်ထုတ်လိုက်ပါတယ်။အဲ့ဖဲချက်တွေကဘာလဲဆိုတော့ဂျူရီပိုင်းမမရဲ့ကောင်းလေးပါဆိုရအယိုးစုလိုနွားတို့ကောင်းလေးကိုဆင်းခွန်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းအယိုးစုကိုဆင်းခွန်လိုက်တဲ့ချက်ချင်းမှာပဲမော်စဝိုင်းကြီးတစ်ခုပေါ်လာပြီးတော့မမရဲ့မောင်လေးထွက်လာပါတယ်။ကိုတင်ညွန့်ကဘာလို့အယိုးစုတွေဆင့်ခေါ်လိုက်ရလဲဆိုတော့အယိုးစုတွေအားနဲ့ထင်ရမယ်သူတို့ရဲ့ level 3ဖြစ်ပြီးတိုက်ခိုက်ဆောင်ရတဲ့ HP ကဝင်ပလီနဲ့တိတ်ပွားရကြောင်းပိုပြီးအမြင်မြန်နိုင်ယူရင်ဆင့်ခေါ်လိုက်တာဖြစ်တယ်။ဆင့်ခေါ်ပြီးရင်ကိုတင်ညွန့်ကမယ်ရနန်ကဘသူအရင်စုပ်ပြန်းခံရမလဲဆိုပြီးခမ်းမမိုက်ပြုံးပြီးဝင်ပလီနဲ့စတင်နေခဲ့ပါတော့တယ်။ဒါကတော့ chapter 1ရဲ့အဆုံးလေးပဲဖြစ်ပါတယ်။ chapter 2ရဲ့စာဝင်ပလီနဲ့တိုက်ခိုက်ပြီးတော့မိနစ်50အကြာမှာတော့ကိုတင်ညွန့်ဆိုရင်ပြင်ဝင်ပလီတွေအကုန်လုံးတက်ဖြတ်ပြီးသားပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကိုတင်ညွန့်ကတည်နေတဲ့ဝင်ပလီရဲ့စိတ်ဝင်နေနေသူ့ရဲ့မော်စောအားနဲ့စိတ်ဥပစ်လိုက်ပါတယ်။မင်းကလေးတော့ကလည်းသူ့ကိုကြည့်နေကြပြီးတော့အဲ့ထက်ဇွေဝါနဲ့တယောက်ကခေါင်းဆောင်ငါတို့အိမ်မက်မက်နေရလားသူတယောက်တည်းနဲ့ဝင်ပလီအကုန်လုံးကိုတပ်ပလိုက်တယ်ဆိုပြီးတော့စလုံးအံ့ဩစာနဲ့ကြည့်နေကြပါတယ်။ငါလည်းမော်ဆရာတယောက်ပါဒါပေမဲ့ဒီလိုဆွမ်းရင်းခါမှမမြင်ဘူးလို့ကိုတင်ညွန့်ကတော့ပြောနေပါတယ်။ကိုတင်ညွန့်ကလည်းဘယ်သူကငါမော်ဆရာလို့ပြောလို့လဲဆိုပြီးပြန်ပြေးလိုက်တယ်။ဘဲအောင်မင်းကလေးကလည်းကြောင်တန်းတန်းကြည့်နေပြီးတော့ဒါဆိုရင်မင်းကဘာလဲလို့ပြန်ပြေးလိုက်တယ်။အဲ့ဒီခါမှာတော့ကိုတင်ညွန့်ကခရီးလေးပြုံးပြီးတော့သူ့ရဲ့အတိတ်ကအကြောင်းအရာတွေကိုပြန်စဉ်းစားမိတော့တယ်။အခုလက်ရှိကိုတင်ညွန့်ပြန်စဉ်းစားတဲ့ဆွမ်းရည်ကတော့ SS ဆွမ်းရည်ရှိတဲ့တာမင်းမော်ဆွမ်းရတစ်ခုပါ။အဲ့ဒီနောက်မှာတော့ကိုတင်ညွန့်ရဲ့ဆွမ်းရည်တွေကို system တစ်ခုအနေနဲ့ဖော်ပြပြီးတော့ကိုတင်ညွန့်ကသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။ကျွန်တော်နာမည်ကတော့လင်းရွမ်းပါ။ငါအပြောင်ခြေကနေလာပြီးတော့အချိန်နောက်ပြန်လာတဲ့သူတစ်ယောက်ပါ။အဲ့ဒါနဲ့ပဲကိုတင်ညွန့်ဆွဲရှိပြီးတော့သူ့ရဲ့အတိတ်ကအကြောင်းအရာတွေကိုစတိုက်ပြောရတယ်။လွန်ခဲ့တဲ့3နှစ်လောက်ကတိပ္ပံပညာရှင်တွေကနှဆိုးကျေလို့အမည်ပေးတဲ့ AR မလျှော့ဆန်ကျအာကာသအရာဝတ္ထုတစ်ခုကငါတို့ရဲ့ကမ္ဘာနီးနားကိုရုတ်တရက်ပေါ်လာတာကိုတွေ့ခဲ့ကြရတယ်။နောက်3လလောက်ကြာတော့အမည်မသိကမ္ပဏီတစ်ခုကနေပြီးမတည်နိုင်တဲ့ဂိမ်းကွာဆိုပြီးဂိမ်းတစ်ခုထုတ်ဝေခဲ့တယ်။ငါတို့ကဘာတဲ့ကြော်လွန်နေတဲ့နည်းပညာတွေပါဝင်နေတော့အကုန်အားသိခဲ့တာပေါ့။သူတို့ထုတ်ထားတဲ့ဂိမ်းနဲ့ဝင်ရောက်ကစားပြီးတဲ့နောက်မှာလူသားတွေကမတူညီတဲ့စင်တန်းတတ်မှတ်ချက်တွေကိုတတ်မှတ်ပြီးခံလိုက်ရတယ်။ဂိမ်းထဲမှာလူသားတွေကတတ်မှတ်တဲ့ကြော်လွန်တဲ့စွမ်းအားတွေရရှိခဲ့ပြီးဘလူးတွေတိုက်ခိုက်နိုင်တဲ့စွမ်းအားတွေတိုးလာကြတယ်။အစားပိုင်းမှာလူတွေကဒါကိုဂိမ်းတစ်ခုဖြစ်ပဲမြင်ကြပြီးတိတ်ပြီးအားမဆိုင်ခဲ့ကြဘူး။ဒီနေ့မှာတော့ချို့တော်လူသားတွေကဂိမ်းထဲမှာရရှိခဲ့တဲ့စွမ်းရည်ရောပြင်ကောမှာရရှိလာကြတယ်။အဲ့ဒီချိန်ကနေစပြီးခြေတာနဖျားကိုယ်ွယ်သူတွေလို့ခေါ်တဲ့လူစုဆိုတာဂိမ်းထဲနေစဉ်အပြင်ကဘာတွေကိုကူပြောင်းလာပြီးလူသားတွေစတင်တက်ဖြတ်ခဲ့ကြတယ်။ကိုတင်ညွန့်မိဘတွေလည်းအကိစ္စဖြစ်ပြီးမချခင်မှာပဲတက်ဖြတ်ခံခဲ့ရပါ။လူသားမျိုးနွယ်တွေကကဘာလုံးမှရှိတဲ့နိုးရသူတွေစူးစီးပြီးတော့ခြေတာနဖျားကိုယ်ွယ်သူအဖွဲ့ကိုပြန်လည်တိုက်ခတ်ခဲ့တဲ့အခါမှာလေနိုင်မြူနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့နိုင်လောက်ကသူအသက်ပြင်ရှင်လာပြီးတော့ဒီမသိနိုင်တဲ့ကဘာကြီးကိုပထမဆုံးဝင်လာတဲ့အချိန်ကိုမမျှော်လင့်မဲ့ပြန်လည်ရောက်ရှိလာခဲ့ရပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ပြန်လည်ရှင်းတန်လာတဲ့အခါမှာတော့ system ကိုတင်ညွန့် SSS ဆွမ်းရည်တစ်ခုကိုတတ်မှတ်ပြီးထားခဲ့ပြီးတော့ကိုတင်ညွန့်ကလည်းဒီတစ်ခေါက်တော့9မီတာစုနဲ့အပြောင်းအကျကဘာကိုကာကွယ်မယ်ဆိုပြီးတော့ကျုံးဝလိုက်ပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်ရဲ့အတိတ်ကအကြောင်းအရာတွေကိုပြပြပြီးတဲ့နောက်မှာတော့ယခုလက်ရှိအချိန်မှာတော့ system ကနေပြီးတော့မင်းဝင်ပလီတွေကိုပြန်လည်ဆင့်ခေါ်မလားဆိုပြီးတော့ note တက်လာပါတယ်။ကိုတင်ညွန့်ကလည်းပြန်လည်ဆင့်ခေါ်မယ်လို့ပြောလိုက်တဲ့ခဏမှာပဲဝင်ပလီတွေရဲ့မျက်လုံးတွေအစိမ်းရောင် aura ထားကပြန်လည်ရှင်းတန်လာကြပါတယ်
အဲ့နောက်တော့ကိုတီညွတ်ကသူ့ဆန်ရတစ်ခုဖြစ်တဲ့တူလောင်ရိတ်ခိတ်ခါကိုဆင့်ခွန်လိုက်ပြီးမြေကြီးထဲကနေဂေရာခုကအပြင်းပြင်းနဲ့တွန်းကန်ထွက်လာပြီးခြေလောင်နဲ့ပောက်ကွဲတဲ့နဲ့တူထွက်ပေါ်လာပါတော့တယ်အဲ့နောက်တော့ကိုတီညွတ်ငါးဆင်းရလုံလောက်အောင်မြင်မနေသည်ငါရဲ့မတိမျိုးစစ်တဲ့နဲ့အတူရှိနေပြီးကာကွယ်ပေးမယ်ဆိုပြီးစောင်းမိုက်တဲ့အထက်နဲ့ပြောလိုက်ပါတယ်ကိုတီညွတ်ပြောနေအောင်တစ်ချိန်လုံးရက်ကြည့်နေကြတဲ့မိန်းကလေးသုံးယောက်တည်းခေါင်းဆောင်မကလည်းတင်နေတဲ့မခေါင်းဆိုးဝါးတွေကိုပြန်ပြီးအသက်သွင်းလိုက်တာပဲအမှန်တကယ်မင်းကဘာတူလဲလို့ထပ်မိနေရကြောင်းကိုတီညွတ်ကလည်းချိန်တန်သိပါလိမ့်မယ်ဆိုပြီးပဲပြောလိုက်ပါတယ်အဲ့နောက်မှာတော့ assistant ကူကပေါ်လာပြီးကဘာအဆင်းရှိတရားဝင်ပလီ boss ကထွက်ပေါ်လာတဲ့အကြောင်းသတိပေးလာပါတယ်ကိုတီညွတ်ကလည်းဒါ boss ကိုတက်ရမယ့်အချိန်ပဲဆိုပြီးကြိတ်ပြီးပြောနေပါတော့တယ်အဲ့ဒီနောက်ကနာရရဲ့တနေရာမှာတော့အနီအောင်လက်စီချောင်းတွေထွက်ပေါ်လာပြီးကောင်းကင်ဘုံမှာအကွဲချောင်းတွေပေါ်လာပါတယ်အဲ့တော့စောင့်ကြည့်နေကြတဲ့စွန်သားသူတွေကလည်းအကြောင်းနဲ့တရားထွက်ပြေးနေကြတဲ့အချိန်မှာ boss ကလင်မြန်တဲ့အချိန်နဲ့ရောက်လာပြီးအကုန်လုံးကိုကိုက်ဖက်ဆက်တော့ပါတော့တယ်အဲ့ဒီပြေးနေတဲ့အထက်ကကြောင်တောင်စွန်သားသူနှစ်ကောင်ကပဲလွတ်မြောက်ပြီးတော့ boss ကလည်းကြောက်တုံးကြားနေကြောက်လန့်နေကြတဲ့ချောင်းကြီးနေပါတော့တယ်chapter 3ရဲ့စဒီရဲ့ chapter မှာတော့ကျွန်တော်တို့နဲ့နောက်တစ်ကောင်က Diamond Play Boss ကိုတိုက်ခိုက်ဖို့အတွက်ဒေါသကြီးဟန်ပြနေတဲ့အကြောင်းပြီးမှရှိတဲ့လူတွေကလည်းတဲတန်ဝိုင်းဆွဲထားကြရပါတယ်ဟဲ့အောင်မလုပ်ပါနဲ့မင်းယူနေလားမင်းသူ့ကိုတိုက်တယ်မင်းတက်ဘယ်ကထွက်သွားမှန်းတော့သိလိုက်မှာမဟုတ်ဆိုပြီးဘေးကဘေးကြီးဆွဲထားပြီးပြောလိုက်ပါတယ်အဲ့လိုနဲ့ကြောက်တုံးတော့ပုံနေကြောင်တောင်နှစ်ကောင်လည်းဒါကြီးက Diamond Play Boss လားစောင်းဝင်ကျဲနေဟာဒီကောင်ကြီးနိုင်တဲ့သူရှိပါမလားဆိုပြီးတူတူနဲ့ပြောနေကြပါတယ်အဲ့ဒီအချိန်မှာပဲကြောင်တောင်နှစ်ကောင်ကလူတယောက်ကိုမြင်တော့ပြီးဟာဒီကောင်ဘာလို့ကြိုးစားနေလဲဆိုပြီးတော့အကောင်ကြီးပြောလိုက်ပါတယ်အဲ့ဒီငါကြောင်နှစ်ကောင်ပြောနေရတာဘယ်သူလဲဆိုရင်တော့ကျွန်တော် MC ဖြစ်တဲ့ကိုတီညွန့်ပဲဖြစ်ပါတယ်ကိုတီညွန့်ကလည်းဘောရှိတဲ့နေရာကိုတန်းတန်းမှတ်သွားနေပြီးတော့ကျွန်တော်နှစ်ကောင်နဲ့သပင်ရှင်နဲ့ဟာဟဲ့အောင်ကြီးစမ်းမအောင်ကောင်တော့လေဒါလူသေးတွေခိုင်းနေတာမဟုတ်ဘူးလားဒါဆိုကောင်ကလူတစ်ပေါ့အဲ့ထဲကဘိုကီမဟုတ်တဲ့တပစီကီနေကောင်ကလေဟာဟုတ်တယ်ဟာလက်ခွေးဒီရဲ့ boss ကဘယင်အစင်းရှိမကောင်းဆိုးရတဲ့ကောင်ပဲငါတို့တော့ကိုကြီးမပိုင်တိုက်ခိုက်ကိုခွင့်မရှိဘူးလို့ပြောနေကြပါတယ်ဒီရဲ့မတိနိုင်တဲ့ကဘာမှာတော့မကောင်းဆိုးဝါးတွေကိုအားအနည်းဆုံးအဆင့်နဲ့အားအကောင်းဆုံးအဆင့်ဒီသတ်မှတ်ထားကြပါတယ်အဲ့လိုပဲလူသားတွေမှာလည်းတာမန်လူအထက်တန်းစားအကြီးအကဲသခင်ဘယင်သူရဲကောင်းနဲ့နတ်ဖျားဆိုပြီးတော့လည်းသတ်မှတ်ထားကြပါတယ်သူတို့ထဲကလောဆင်မကောင်းဆိုးဝါးတွေကကဘာပေါ်အဆင့်တွေထဲမှာအနေဆုံးဖြစ်ပြီးမြဲကစားသမားတစ်တစ်တည်းဆိုရင်အနေရှိနိုင်တဲ့ချင်းဟောင်းမှုတစ်ခုဖြစ်နေစေပါအဲ့ဒီနောက်မှာတော့ကိုတီညိုကဘောဆင်မြင့်တဲ့ချင်းတန်ရောက်ရှိလာခဲ့ပါတယ်ခုံကကြောင်ကောင်ကလည်းတခြားရှင်တန်နေတဲ့သူတွေနဲ့အတူကိုတီညိုကိုစောင့်ကြည့်နေကြပြီးတော့အဲ့ထက်ကတပစီးငေးချင်ကောင်ကလည်းကိုတီညိုကိုစကားလမ်းပြောလိုက်ပါတယ်ဟဲ့အောင်မင်းယူလေလားဒီလိုအမြင်ပြလာခဲ့မင်းသိရင်လို့တွားနေရလားဆိုပြီးတော့ဆိုရင်ဒီချင်းလမ်းအော့ခွန်နေပါတယ်ကိုတီညိုကလည်း boss ရှိရောက်နေရတာမှမတုံမလုပ်ဘဲနဲ့ Diet Boss ကိုမင်းမကောင်းဆိုး boss လို့တော့ပြောဘာမှလည်းထူးခြားတယ်မရှိပါဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ boss ကချက်ချင်းဆိုလို့သူ့ရဲ့ပါးစပ်ကနေရောင်ကြီးလိုင်းနဲ့ပြစ်ခတ်လိုက်ပြီးကိုတီညိုကလည်းနောက်ကိုဆုပ်ပြီးအမြင်ရှောင်လိုက်ရပါတယ်အဲ့လိုနဲ့စက်တိုက်ဆိုလို့ဝင်ပလီရဲ့သူ့ရဲ့လက်သေးနဲ့တက်မှန်တက်ခဲ့လာခဲ့တယ်ကိုတီညိုကလည်းတိုက်ခိုက်နေငါ့ရဲ့အတိတ်ကိုတော့ပြန်သိရပါတယ်ဒီဒိုင်ယာဝင်ပလီက level 6ဖြစ်ပြီးဘောဆွမ်းရည်နဲ့ဆွမ်းအားပေးခံရပြီး HP 3400နဲ့တိုက်ခိုက်ဆွမ်းရည်930ရှိတယ်အဲ့ဒီတုန်းကဒီရဲ့တဲကနာရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့စွမ်းသားသူတွေကအဆင့်3မရှိသေးရကြောင်းအောက်စုလိုက်တိုက်ပွဲတွေကပဲသူတို့ရဲ့တိုက်ခတ်ဖို့အတွက်အခွင့်အရေးဖြစ်ခဲ့တယ်ပြီးတော့ငါလည်းပဲတိုက်ပွဲတွေထဲမှာအားနေတာကြောင့်အသက်ဆုံးရှုံးလူတွေပါဖြစ်ခဲ့ရတယ်ဒါပေမဲ့ငါပြန်လည်ရှင်းလာပြီးတဲ့အချိန်မှာပဲတိုက်ပွဲတွေကြောင့်စိတ်ဒဏ်ရာတွေရခဲ့တဲ့နောက်မှာပဲငါကအရင်တုန်းကလိုအားနေတဲ့သူမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ကိုတီညွန့်တဲ့ဘောကလည်းဆက်လက်တိုက်ခိုက်နေကြပြီးအဲ့ဒါကိုအန်ရကြီးကြည့်နေချတဲ့အထက်က WC ကင်းနေကြောင်းကလည်းတိုက်ခိုက်နေရအယမ်းမြတ်တာပဲဆိုပြီးတော့ပြောနေကြည့်နေပါတယ်အဲ့လိုနဲ့ဘောကလည်းကိုတီညွန့်ကိုတိုက်ခိုက်လို့မရတဲ့ကြောင့်အသက်ကုန်ဒေါ်ရထွက်လာပါတော့တယ်အဲ့ဒါကိုကြည့်နေတဲ့ကိုတီညွန့်ကလည်းတစ်ချက်ပြုံးလိုက်ပြီးသူ့ရဲ့တူလန်နေတဲ့ကားကိုဆစ်ခွန်လိုက်ပါတယ်ဆစ်ခွန်လိုက်တဲ့ခဏမှာပဲတကားကြီးထောက်ပေါ်လာပြီးကြည့်နေတဲ့ boss ကလည်းသူ့ထက်ကြီးနေတဲ့ဝင်ပေါက်ကြီးကိုတွေ့ပြီးတော့ကျွန်တော်ဖြစ်နေပါတယ်အဲ့ဒီနောက်တော့တကားကပွင့်လာပြီးကိုတီညွန့်ကလည်းငါ့ရဲ့မသိမျိုးစစ်တက်ထွက်လာကြတော့လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ပြန်လည်ဆစ်ခွန်ထားတဲ့တစီဝင်ပလီတွေကလည်းထွက်လာကြပြီးဟာဘာတော့ဒီအထူးဆန်းတဲ့တကားကြီးကဒါဇွန်ဘီဘလူးတွေလားဟာမဟုတ်ဘူးကွာသူတို့ကတဲကနာရဲ့တစီဝင်ပလီနဲ့တူတယ်ဟိုကောင်ဘယ်လိုလုပ်ပြီးဒီကောင်တွေဇွန်ဘီဖြစ်ပြောင်းပြီးပြန်လည်ဆစ်ခွန်နိုင်ရတာလေသူတို့ပြောနေတာဂယူးမဆိုင်အားတဲ့ကိုတီညွန့်ကလည်းတိုက်ခိုက်နေနေပဲငါဒီကိုလာတဲ့လမ်းမှာဝင်ပလီတွေကိုတိုက်ခိုက်ခဲ့တာကြောင့်ငါရဲ့အဆင့်က3ကိုရောက်ခဲ့တယ်ငါရဲ့မတည်နိုင်တဲ့ကဘာကိုတူလောင်မှုကန့်သက်ချက်ကလည်း30ထိရောက်နေပြီနည်းနည်းနောက်ကျသွားပြီရလက်ကတော့တန်ပါတယ်ဆိုပြီးပြောနေပါတယ်အဲ့လိုနဲ့ဝင်ပလီကလည်း boss ကိုဝိုင်းတိုက်ကြပြီးအဲ့ဒီအချိန်မှာပဲကိုတီညွန့်စစ်ခွန်ထားတဲ့ဝင်ပလီတကောင်ကလည်း boss ကိုတိုက်ခိုက်ဖို့ပြင်နေတဲ့အချိန်မှာဘောကလည်းအဲ့ဒီဝင်ပလီကိုတတိထားပြီးကိုတီညွန့်ကိုတတိမထားမိလိုက်တဲ့အချိန်မှာပဲကိုတီညွန့်ကလည်းဒါငါရဲ့အခွင့်အရေးပဲဆိုပြီး boss ကိုလင်းမြန်တဲ့အချိန်နဲ့ပြေးလာပြီးဒါနဲ့ခုတ်ချလိုက်ပါတယ်ကိုတီညွန့်ရဲ့ခုတ်ချက်ကြောင့်အရင်ကကျင်သွားတဲ့ boss ကောင်ကလည်းကိုတီညွန့်ကိုတင်းပြီးတော့ကိုတီညွန့်ကိုအသေးအတန်လိုက်တက်ခိုက်ပါတယ်အဲ့လိုတိုက်ခိုက်နေတဲ့အချိန်မှာပဲသူ့ရဲ့ဆင့်ခွဲထားတဲ့ဝင်ပလီတွေကိုပြန်လည်တိုက်ခိုက်ဖို့အတွက်ပြန်ခေါ်လိုက်ပြီးဝင်ပလီတွေကလည်းအနောက်ကနေ boss ကိုဝိုင်းပြီးတိုက်ခိုက်ခဲ့ကြပါတယ်အဲ့ဒါကိုပြန်လက်ကြည့်နေတဲ့ကိုတီညွန့်ကလည်း PS8 တီတော့မှစင်တကောင်လုံးကိုတတ်နိုင်တယ်ဒါပေမဲ့ငါ့ရဲ့ဆင့်ခွန်ကောင်တွေကတစ်ခါတိုက်ရင် boss ကို sky ရရင်တော့ထိခိုက်မှုရှိတယ်ဒါပေမဲ့ဒီကောင် HP က3400တောင်ရှိတယ်ကြာတော့မခံလာဘူးဆိုပြီးကျန်တဲ့ဝင်ပလီတွေနဲ့အတူ boss ကိုတိုက်ခိုက်ဖို့အတွက်ပြေးဝင်သွားပါတယ်Chapter 4ရဲ့အစမှာကျွန်တော်တို့နှစ်ကောင်ကလည်းကိုတီညွန့်တိုက်ခိုက်နေရခြင်းဒီကောင်တော်တော်တန်မာတာပဲအေးဟုတ်တယ်ဘေးရင်စိတ်မကောင်းဆိုး boss ကိုတော့ AC ပြန်ချနေတယ်လို့ပြောလိုက်ပါတယ်ငကြောင်တွေရဲ့နောက်မှာရက်နေကြတဲ့ခိုးကြောင်ကိုယ်မျက်နှာနဲ့ခေါင်းတွေကလည်းတခုကိုတိုင်ပင်ပြီးရည်နေကြပါတယ်အဲ့ဒီနောက်တော့ကိုတီညွန့်ကလည်း boss ရဲ့အပေါ်အားပြင်းပြင်းနဲ့တစ်ချက်ခုန်လိုက်က boss ရဲ့ခေါင်းဓာတ်နဲ့အားပြင်းပြင်းထိုးဆိုင်လိုက်ပါတယ်အဲ့လိုပြင်းနေတဲ့ထိုးချက်ကြောင့်ပဲ boss ရဲ့ HP တွေကတရဇက်ကိုထိုးကျလာပြီးတော့နောက်ဆုံးမှာ10ရာခိုင်နှုန်းနဲ့ကျန်ပြီးတော့လဲကျသွားပါတယ်လဲကျသွားတဲ့ boss ကောင်ကိုလည်းကိုတီညွန့်ကကြည့်နေပြီးအဲ့အချိန်မှာပဲခိုးကြောင်ကိုယ်နဲ့ခွေးတခိုးသုံးကောင်ကလည်းကိုတီညွန့်နောက်ကနေတိုက်ခိုက်ဖို့အတွက်ကုန်းလာကြပြီးတော့အဲ့ဒါကိုလည်းကိုတီညွန့်ကတတိထိုင်းမိလိုက်ပြီးတပြက်စီးကိနေငကြောင်ကလည်းဟဲ့အောင်နောက်မှတတိထောင်းဆိုပြီးပြောလိုက်ပါတယ်ကိုတီညွန့်ကလည်းချက်ချင်းဆိုလိုပဲနောက်ကိုလှည့်ခွေးတခိုးသုံးကောင်ဆိုပြောဒါနဲ့ချက်ထဲကုတ်တက်ပလိုက်တယ်
အဲ့လိုနဲ့ကိုတင်ညွန့်ကဒါနဲ့ခုတ်လိုက်တဲ့ကောင်လေးကြည့်ပြီးတော့မင်းတို့ဘယ်လောက်မိုက်လို့လဲလို့ပြောလိုက်ပါတယ်အဲ့တော့ကြည့်နေကြငါကြောင်တော့ဖွဲ့ရလေဟမ်ဘာဖြစ်သွားလဲတပြက်စီးကင်နေကောင်ကလည်းကြောင်အားနဲ့ချက်ချင်းတက်ပစ်လိုက်တာလားသူကခွေးတစ်ခုသုံးကောင်အစင်သုံးရှိရအောင်တော့မှလို့ပြောနေပါတယ်အဲ့ဒီနောက်ကိုတင်ညွန့်တိုက်ခတ်ထားလို့လဲနေတဲ့ boss ကောင်ကလည်းကြီးနေပြန်ထားလာပြီးတော့အဲ့ဒါကိုကြည့်နေတဲ့ကိုတင်ညွန့်ကလည်းချက်ချင်းဆိုလိုပဲအားပြင်းတဲ့ဓာတ်ခုတ်ချက်နဲ့ boss ကိုအဆုံးသတ်ပေးလိုက်ပါတယ်ဒိုင်ယာဝင်ပလီကိုတက်ပြီးကြတဲ့ကြောင်စစ်စတန်လည်းကိုတင်ညွန့်ကိုဆုလက်အနေနဲ့အတွေ့အကြုံမဲ့480ဝင်းချင်းကြောက်တုံးတုံးကိုပါပေးလိုက်ပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းဂိမ်းတစ်ခုလုံးမှာပထမဆုံး boss ကိုတက်ခဲ့ရတဲ့ကြောင်ဘလို့ဆုလက်မျိုးကြီးရမလဲဆိုပြီးသူ့ရဲ့စိတ်ထဲမှာတော့တွေးနေရပါကိုတင်ညွန့်စဉ်းစားနေပြီးခဏမှာပဲဆုလက်နှစ်ခုကပေါ်လာပြီးအဲ့ဒါစစ်စတန်ပြောထားတဲ့ဝင်းချင်းကြောက်တုံးနဲ့တစ်သက်တစ်လုံးပဲဖြစ်ပါတယ်အဲ့ဒီဝင်းချင်းကြောက်တုံးကဘာလို့ရလဲဆိုတော့သူတတ်မှတ်ထားတဲ့ပမာဏကိုရှာနိုင်ဒဏ္ဍာရီလာပစ္စည်းတစ်ခုခုနဲ့လဲလို့ရပါအဲ့လိုနဲ့ကိုတင်ညွန့်ကလည်းဝင်းကျင်ကြော်တုံးကိုကြည့်နေခဲ့ပြီးကစားသမားတွေကlevel 60ပြည့်ရင်အဆင့်တက်ဖို့အတွက်နတ်သားတွေနေတိုင်းနဲ့ထာဝရကောင်စီကိုတောက်ဖို့လိုတယ်။အဲ့ဒါကိုတောက်ဖို့အတွက်ငါ့အတွက်စောလုံးနေသေးတယ်။ဒါပေမဲ့လည်းဝင်းကျင်ကြော်တုံးတွေကနန္ဒာရီလာအဆင့်ရှိတဲ့ပစ္စည်းတွေရဖို့အတွက်အလဲကူဆုံးနီးလမ်းပဲဆိုပြီးပြောနေကြတာပေါ့။ဒီရဲ့မတည်နိုင်တဲ့ကဘာမှာတော့ပစ္စည်းတွေကိုလည်းအဆင့်လိုက်ခွဲထားပါသေးတယ်။ဘလို့တွေလဲဆိုတော့တာမန်အဆင့်ရှားပါအဆင့်တာလွန်အဆင့်ထူးခြားအဆင့်အမခန်းအဆင့်နဲ့ဒဏ္ဍာရီလာအဆင့်ဆိုပြီးရှိပါတယ်။ဘာတွေမှမသိပါဘူးရှုပ်နေရပါပဲ။အသေးဝင်ရောက်လာတဲ့ကစားသမားတွေကဆိုရင်လည်းပုံမှန်အဖြစ်သူတို့မှရှိတဲ့တာမန်အဆင့်လက်နက်တွေကိုသာပိုင်ဆိုင်ကြပြီးရှားပါလက်နက်ကိရိယာတွေကိုရရှိတဲ့သူကအလုံးနေပါပါတယ်။လွန်ခဲ့တဲ့2 နာရီကကိုတင်ညွန့်ဆိုရင်ပြင်အတိတ်ကမှတ်ညံတွေကိုတုံးချပြီးတော့ထိတ်တန်းသိမ်းမဲ့ဖို့တွေကိုအယူစုနှကောင်ထုတ်ပြပြီးအယောင်ပြတိုက်ခက်ကသိမ်းမဲ့ဖို့တွေရဲ့တစ်သက်တစ်လုံးကိုခိုးယူခဲ့ပါတယ်။အတစ်တာကဘာလဲဆိုတော့ရှားပါပစ္စည်းတစ်ခုဖြစ်တဲ့မော်နက်ဝေယုံတစ်ခုပါပဲ။အဲ့ဒီနောက်တော့ကိုတင်ညွန့်တယောက်တည်းမြင်နိုင်တဲ့ system မင်းပထမဆုံးကဘာ boss ကိုတက်ဖြတ်သူဘွဲအမီဟန်တာဆိုပြီးပြနေပါတယ်။မတည်နိုင်တဲ့ကဘာမှာတော့မတူညီရဲ့ခေါင်းစဉ်တွေနဲ့ကစားသမားတွေကမတူညီရဲ့အကျိုးကျေးဇူးသက်ရောက်မှုတွေနဲ့ bonus တွေကိုရရှိကြပြီးတော့တခြားအထူးခံစား권တွေကိုလည်းရရှိကြပါတယ်။အဲ့ဒီနောက်တော့ကိုတင်ညွန့်ကကြံနေတဲ့တစ်တာကိုဖွင့်လိုက်ပြီးတော့အဲ့ဒီထဲကရှားပါပစ္စည်းတော်တော်များများထွက်ပေါ်လာပါတယ်။အဲ့ဒီပစ္စည်းကိုရလိုက်တဲ့ကိုတင်ညွန့်ကလည်းဒါကငါ့ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲ။ဂိမ်းထဲကပထမဆုံး boss ကအန်ဟောစရာအကောင်းလောက်ဆုလက်တွေပေးနိုင်စွမ်းရှိရဆိုပြီးပြောနေပါတယ်။အဲ့ဒီနောက်ကိုတင်ညွန့်အဆင့်3ကနေ4ကိုရောက်ရှိသွားခဲ့ပြီးသူ့အဆင့်တက်တိုင်းမှာသူ့ရဲ့အစွမ်းတွေလည်းပုံပုံတိုးသွားမှာဖြစ်တယ်။အဲ့ဒီနောက်ကိုတင်ညွန့်ကလည်းသူ့ရဲ့အဆင့်ကိုတစ်ချက်ပြန်စစ်လိုက်ပြီးတော့ဒါကအရန်ကိုကောင်းတယ်။ငါရဲ့အဆင့်တက်ပြီးတဲ့နောက်မှာတော့ဒီကဏ္ဍရဲ့ကစားသမားတွေထဲမှာငါအမြင့်ဆုံးဖြစ်နေပြီ။ဒါအပြင်ဒီတိုက်ပွဲမှာငါရဲ့ဆင့်ခေါ်ထားတဲ့ဝင်ပရိအကုန်လုံးနဲ့စတိခဲ့ရပါမယ်။ငါရဲ့ပြန်လည်ဆင့်ခေါ်နိုင်စွမ်းအကောင့်40ထိပါတိုးလာခဲ့တယ်။အဲ့ဒီနောက်တော့တင်နေတဲ့ Dia Boss ကိုပြန်လည်ဆင့်ခေါ်နိုင်မှုအတွက်အနောက်သွားလိုက်ပြီး system လည်းအမောက်မော်ဆင့်ခေါ်ကိုတုံးပြမှလာဆိုပြီးပေါ်လာတဲ့ကြောင့်ကိုတင်ညွန့်ကလည်းဆင့်ခေါ်မယ်ဆိုပြီးပြောလိုက်က Dia Boss ကြီးကလည်းပြန်လည်အသက်ဝင်လာပြီးနိုးထလာခဲ့ပါတယ်။ Chapter 4ရဒီနေ့မှာပဲအဆုံးသတ်ထားပါရဲ့ဗျာနောက်ဘာတွေဆက်ဖြစ်သွားမလဲဆိုတော့ Chapter 5မှာကြည့်ရမှာပဲဖြစ်ပါတယ်အသစ်တင်နိုင် Border ကြည့်ရှုလို့ရအောင်လေ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်Chapter 5ရဲ့အစမှာတော့ကိုတင်ညွန့်ကသူဆင့်ခေါ်ထားတဲ့ boss မှာရက်နေရအောင်မြင်တွေ့ရမှာဖြစ်ပြီးဒီကောင်ကငါမျိုးလင့်သားလို့ပဲ area of effect damage gain နဲ့အထင်ကြီးလောက်စရာအဖွဲ့ဦးဆောင်နိုင်တဲ့စွမ်းရည်နှမျိုးလုံးရှိရပဲဒီကောင်ကဆင့်ခေါ်ပြီးတဲ့နောက်မှာတော့ Necro Body အပြင်မတိမျိုးတွေရဲ့အမြတ်ဒေါ်လာဆိုင်ရည်တွေပေါ်ကရရှိသွားခဲ့တဲ့ဆိုပြီးပြောနေပါတယ်နောက်ထပ်လေကိုတင်ညွန့်ကဒီ Dia One Play ဘောကောင်ရဲ့အကူအညီနေတာဆိုငါရဲ့တူလောင်နိုင်တဲ့တကားတွေကမကောင်းဆိုးဝါးတွေကိုအမြန်ပဲပြန်ဖြည့်နိုင်တယ်အဲ့ဒါကိုကြည့်နေကြတယ်ငကြောင်စတိုက်ရလေဟူးကြောက်စရာကောင်းလိုက်တာကွာသူကကဘာ boss ကိုတောင်သူ့ရဲ့အဆင့်ဟောကောင်ဖြစ်ဘလို့တောင်ပြောင်းလဲပြစ်လိုက်တယ်လေပြီးတော့အဲ့ဒီထူးဆန်းတဲ့တကားအဲ့ဒီတကားတွေမကောင်းဆိုးဝါးတွေထွက်လာတော့ငါမမိဒီကောင်ကကဘာ boss ထက်တောင်ပူပြီးကြောက်စရာကောင်းသေးတယ်ဆိုပြီးအားချောင်ရပါတယ်အဲ့ဒါကိုကြားတဲ့ကိုတင်ညွန့်ကလည်းဟန်းဆိုပြီးတစ်ချက်လေးကြည့်လိုက်ပြီးကိုတင်ညွန့်လေးကြည့်လိုက်တဲ့ခဏမှာပဲငကြောင်တတိုက်ကလည်းကိုတင်ညွန့်ကိုကြောက်ပြီးကြောက်တော့မှပုံပြီးဖင်ထုံနေရပါတယ်အဲ့နောက်ကိုတင်ညွန့်ကသူ့နာမှာကြားနေတဲ့ဓာတ်တလက်ကိုကြည့်လိုက်ပြီးဒီဓာတ်ကငါဟိုခွေးတကူသုံးအောင်တက်လိုက်တော့ကြားလာတဲ့ဒါပဲဓာတ်တာမှန်ဆိုရင်တော့အစင်းနေကစားသမားတွေအတွက်ဆိုရင်အရန်ကောင်းတဲ့လက်နက်တစ်ခုပဲဒါပေမဲ့ငါမှာစီဝါမွန်slash ရှိနေပြီဒါဆိုပြီးတွေးနေပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းဓာတ်ကိုကောက်ခွန်လိုက်ပြီးတော့ငကြောင်တတိုက်စီကိုရှောက်လာခဲ့တယ်အဲ့ဒါကိုကြည့်နေကြရင်ငကြောင်တတိုက်ကလည်းဟင်သူငါတို့စီကိုဓာတ်ကြီးကင်ပြီးလာနေတယ်အေးဟုတ်တယ်သူငါတို့တက်ပြီးပစ္စည်းယူမလို့တော့မဟုတ်ဘူးလားငါတို့သူ့လက်ကပြေးလို့လွတ်ပါမလားဆိုပြီးတယောက်တစ်ပေါင်းနဲ့ပြောနေကြကြတာပေါ့ကိုတင်ညွန့်ကလည်းငကြောင်တိုက်ရှိကိုရောက်လာပြီးအဲ့ထက်ကတပစီကိနေကောင်ခုနကငါ့ကိုအော်ပြီးသတိပေးလိုက်တယ်မင်းလားဆိုပြီးပြောလိုက်ပါတယ်တပစီကိနေကောင်ကလည်းကြောင်သွားပြီးကိုတင်ညွန့်ကိုကြောက်ကြောက်နေပြီးဟုတ်တယ်လို့ပြန်ပြေးလိုက်တယ်အဲ့ဒါနဲ့ကိုတင်ညွန့်ကလည်းခုနကကောက်လာတဲ့ဓာတ်ကိုတပစီကိနေငကြောင်ကိုယူလိုက်ဆိုပြီးပေးလိုက်တယ်။နိုးရဲ့အကြောင်နဲ့ငကြောင်လည်းကြောင်သွားတာပေါ့။ကိုတင်ညွန့်ကလည်းငကြောင်ဒါကမင်းကိုကျေးဇူးတင်တဲ့အနေနဲ့ပေးရပါ။မင်းအတွက်အသုံးဝင်လိမ့်မယ်ထင်တယ်ဆိုပြီးပြီးတိုင်းချက်ချင်းလေးထွက်သွားလိုက်ပါတယ်။အဲ့တော့ကြည့်နေကြရင်ငကြောင်တိုက်ကလည်းဟန်းဆိုပြီးအံ့ဩသွားကြပြီးတော်သေးတာပေါ့။ဒီကောင်ကဓာတ်ပေးဘူးလာခဲ့တာလား။ဟာတိချာကြီးပေါင်ကဒီဓာတ်ရှားပါဓာတ်ပဲ။ရန်ထောင်ပေါင်းများစွာတန်ကြီးရှိရဆိုပြီးပြောနေခဲ့ကြပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်က10မိနစ်လောက်လမ်းလျှောက်လိုက်ပြီးတဲ့အချိန်မှာပဲဟမ်ဒီခန်းစားချက်ဆိုပြီးအဲ့ဒီနောက်ဓာတ်လိုက်တယ်လို့ခန်းစားလိုက်ရပြီ။သူ့ရဲ့အပြင်ကဘာမှရှိတဲ့ခန္ဓာကိုယ်ရဲ့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကိုတင်ညွန့်ကလည်းငါထင်တော့ထင်တာပဲငါ့ဆက်ကဘက်ထရီနည်းနေပြီအားကုန်ပြီငါပြန်ရောက်လာပဲအဲ့ဒီနောက်သူတက်ဆင်ထားတဲ့ဆက်ကိုဖြုတ်လိုက်ပြီးတော့ငါနည်းနည်းလောက်ပတ်စံဆိုပြီး game import တစ်လုံးတော့အမြန်ဆုံးဝယ်ဖို့လိုနေပြီပဲအဲ့ဒီနောက်တော့မသိနိုင်တဲ့ game ကြောင်းအနေချင်းရှင်းပြထားပြီးမသိနိုင်တဲ့ကဘာဆိုတဲ့ game ကရန်ရောက်လက်တွေ့ကြတဲ့ hologram game တစ်ခုဖြစ်ပြီးနိုင်ငံလိုက်ဝင်ရောက်စုံတွေအများကြီးခွဲထားပါတယ်ထို့အပြင်ဇုံတစ်ခုချင်းစီဝင်ရောက်လာတဲ့ကစားသမားတွေရေးချနိုင်မှုအတွက်မတူညီတဲ့နိုင်ငံတွေလည်းပါဝင်ပါတယ်ဥပမာအဖြစ်နိုင်ငံ၄နိုင်ငံရှိပါတယ်နောက်ဘက်နိုင်ငံတောင်ဘက်နိုင်ငံမြောက်ဘက်နိုင်ငံတီတေကျွန်းစုဆိုပြီးတော့ပါကိုတင်ညွန့်ကလည်းအဲ့ဒီထဲကတစ်ခုခုရွေးချယ်ပြီးတဲ့နောက်မှာတော့ဘွားတေးတစ်ခုတွေကိုပြန်လည်မူဖတ်လာတဲ့အတွက်ကိုတင်ညွန့်ကလည်းသူ့အရင်ဘွားလိုပဲရွေးချယ်မှုကိုပဲပြုလုပ်ခဲ့ပါတယ်ကိုတင်ညွန့်ကနောက်ဘက်နိုင်ငံရွေးချယ်ခဲ့လိုက်ပြီးဘာလို့လဲဆိုတော့သူအရင်ဘဝမသိခင်မှာလက်ဝက်ချက်တစ်ခုကိုရှောက်ဖွေတိရှိခဲ့လို့ပါအဲ့လိုနဲ့ကိုတင်ညွန့်ရဲ့အတိတ်ကိုပြန်လည်ပြထားပြီးမကောင်းဆိုးရတဲ့တိုက်ခိုက်ကြအော်တန်နေနဲ့အတူအကူအညီတောင်းကြတဲ့အတန်တွေကိုလည်းကြားရမှာဖြစ်ပါတယ်
ကိုတင်ညွန့်ကလည်းအတော်ထိခိုက်ထားပြီးတီကာနီးစစ်စစ်ဖြစ်နေပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းကောင်းကင်ဘုံကိုကြီးလိုက်မိပြီးတော့ထိတ်လန့်သွားခဲ့ပါတယ်ကောင်းကင်ဘုံမှာတော့ဆရာကြီး၃အောင်မြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ chapter 5လေးကဒီနားမှာပဲဆုံးသက်ထားပါတယ်ဗျ chapter 6ရဲ့အစမှာတော့ကိုတင်ညွန့်တယောက်ကသူတွေးခဲ့တဲ့လူတွေအကြောင်းစဉ်းစားနေကြရပေါ့အဲ့ဒီလူတယောက်မှာဝစ်စင်တာရဲ့ကြောက်တုံးဝါရောင်အနောက်တိုင်းနိုင်ငံရဲ့တင်ကြတာထင်တယ်ကျေတာနဖေရဲ့ပထမဆုံးကိုယ့်ရဲ့သူကကစားသမားတစ်ဦးပဲဖြစ်နေကြလားငါမမိတယ်ပထမဆုံးကိုယ့်ရဲ့သူကမကောင်းဆိုးဘဘရင်ကိုငါတို့အပြောင်ကဘာကိုဆင့်ခေါ်ခဲ့တဲ့အဓိကလူတယောက်ပဲမကောင်းဆိုးဘဘရင်ထွက်ပေါ်လာတဲ့အတွက်ငါမှအချိန်3နှစ်ကျန်နေတယ်ဒီကာလအတွင်းမှာသူ့ကိုသာဖယ်ရှားနိုင်မယ်ဆိုရင်အရင်ကလိုဖြစ်ဆိုးတွေထပ်မဖြစ်အောင်ငါကောက်ကွယ်နိုင်လိမ့်မယ်ထင်တယ်အဲ့ဒီနောက်ကိုတင်ညွန့်ကငါသူ့ကိုရှာဖို့အတွက်တခုတည်းသောတဲလွန်စာဒီအမှတ်စိတ်ပဲအနောက်တိုင်းမြို့တော်ရဲ့အဓိကမြို့မှာရှိတဲ့ဂိုင်းဒီမှာဒီလိုတစိမ့်တွေအဝိုင်အောင်ကြောက်တွေနဲ့တစားစင်တက်ကြပြီးတော့မြို့တော်တွေကိုငါဝင်ဖို့အတွက်ဆိုရင်ကိုယ်တိုင်အဆင့်30ကိုရောက်နေဖို့လိုတယ်ဒီကောင်ကြီးရဲ့အချက်လက်တွေကိုသိရဖို့အတွက်ငါအမြန်ဆုံးအဆင့်တက်ဖို့လိုတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကတခုခုကိုတွင်းပြီးတော့ပြီးတော့သူ့အစွမ်းတွေကိုပြင်ကဘာမှာတုံးလို့ရမရဆိုတာစမ်းကြည့်လိုက်ပြီးကိုတင်ညွန့်ရဲ့စင့်ခေါ်နိုင်တယ်လည်းထွက်ပေါ်လာခဲ့ပါတယ်ငါတကယ်ပဲအပြင်ကဘာမှာစင့်ခေါ်နိုင်တဲ့ကက်ကိုထုတ်နိုင်လာလားဆိုပြီးအံ့ဩနေရပေါ့တကယ်တော့ကျွန်တော်အရင် chapter ထဲမှာပြောခဲ့သလိုပဲမတင်နိုင်တဲ့ကဘာရဲ့ game ထဲမှာကစားနေကြတဲ့သူတွေကအပြင်ကဘာကိုရောက်လာတဲ့အခါ game ထဲမှာစိုးရတဲ့အတိုင်းပဲသူတို့ရဲ့စွမ်းအားတွေကိုပြန်လည်အသုံးပြုလို့ရပဲဖြစ်ပါတယ်အခုလိုစွမ်းအားရရှိလာခဲ့ကြတဲ့သူတွေကိုတော့ရွေးချယ်သူလို့ခေါ်ပြီးအဲ့လိုရွေးချယ်ခံရတဲ့လူကလျှို့ဝှက်အလုပ်ကိုင်နေမြန်မာရဲ့ကံကောင်းခြင်းတမိုးကိုပိုင်ဆိုင်ကြပါတယ်ဒါအပြင်မှာသူတို့ကနောက်ပိုင်းမှာမကောင်းဆိုးဝါးပြင်ကိုရင်ဆိုင်ဖို့အတွက်လည်းအဓိကတိုက်ခိုက်ရတတ်တယ်ဖြစ်တယ်ကိုတင်ညွန့်ဆိုရင်လည်းအရင်ဘဝတော်ကအပြောင်ကဘာကပေကြီးပေါ်ထွက်လာတဲ့အခါမှာဂိမ်းထဲအစကောင်အစွမ်းကိုတကယ်ဘဝမှာရရှိခဲ့တာပါဒီခါတော့ကိုတင်ညွန့်သူ့ရဲ့အစွမ်းတွေကိုအစိုးရရှိခဲ့တဲ့အကြောင်း Necro Hunter အဆင့်ရတကယ်ကိုထူးခြားတဲ့ပုံပဲဖုံးကွယ်ထားတဲ့အဆင့်နဲ့ရွေးချယ်ရတဲ့အဆင့်ကဘာတွေကွာသားလေးဆိုတော့ငါမသိဘူးအဲ့ဒီနောက်တော့ကိုတင်ညွန့်ကတကားနောက်မှာအတန်တစ်ခုကိုကြားလိုက်ရပြီးကိုတင်ညွန့်ကလည်းဟုတ်တယ်ဒီအချိန်ပဲဆိုပြီးတကားပြင်ဘက်ကိုထွက်လိုက်ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ရဲ့အဖေနဲ့မေကိုမြင်တွေ့ရမှာဖြစ်ပြီးကိုတင်ညွန့်ကလည်းသူ့ရဲ့အဖေနဲ့မေကို special ဟင်းတွေကိုချက်ကျွေးနေကြတာပေါ့ကိုတင်ညွန့်ကလည်းအကုန်လုံးအဆင်သင့်ဖြစ်ပြီးစားလို့ရပြီနော်လို့ပြောလိုက်ပါတယ်အဲ့လိုဟင်းချက်ကျွေးနေအောင်ကိုတင်ညွန့်ရဲ့အဖေနဲ့မေကအံ့ဩနေကြပြီးကိုတင်ညွန့်ရဲ့အမေကယောက်ျားမင်းမမြင်ဘူးလားငါတို့သားလေးရဲ့ရှားရှားပါးပါးအပြုတ်မှုပဲမင်းပါကိုစောင့်နေရတယ်မြန်မြန်စားလိုက်တော့လေကိုတင်ညွန့်ရဲ့ဖေကလည်းအေးငါစားလိုက်မယ်ဆိုပြီးပြန်ပြောလိုက်တယ်အဲ့ဒီနောက်ကိုတင်ညွန့်ရဲ့အတွေးထဲမှာတော့လူသားတွေရဲ့အဖြစ်အပျက်များရဲ့ဇယိုက်လက္ခဏာတစ်ခုကတော့ဆုံးရှုံးမှုတစ်ခုရှိပြီးမှသာတစုံတစ်ခုရဲ့တန်ဖိုးတကယ်သဘောပေါက်လာတာပါပဲဆုံးရှုံးသွားတဲ့အရာတွေအတွက်လည်းပြန်ပေးဆက်ဖို့အတွက်နီလန်းတွေကိုရှာဖွေနေပါတယ်ငါရဲ့အတိတ်မှာတော့ငါဘဝအတိတ်ပဲမနေခဲ့ပြီးတော့ပါရီရွယ်ကျွဲမှမရှိဘဲနဲ့တာမန်နေ့ရက်တွေကိုလစ်လစ်ရှုခဲ့တယ်အဲ့ဒီနောက်ကိုတင်ညွန့်ရဲ့အရင်မှတ်ဉာဏ်တွေပြန်ပြနေခဲ့ပြီးတော့ကိုတင်ညွန့်ဆိုရင်လည်းသူ့ရဲ့အတိတ်မှာသူ့မိဘတွေသူ့ကိုဂိမ်းရန်ကစားလို့စုနေရတာကိုဂီးမဆိုင်ဘဲနဲ့လှုပ်ချင်တာကိုပေါ်ပေါ်တန်တန်လုပ်နေခဲ့သူတယောက်ပါအဲ့လိုနဲ့တနေ့မှာတော့ကပေးတွေကြားရောက်လာတဲ့အခါမှာတော့သူ့ရဲ့အရာလုံးကိုယူဆောင်သွားခဲ့တယ်အဲ့ဒီချိန်ကျမှသူ့ကိုယ်သူဘလောက်တောင်ရင်းကျက်မှုမရှိခဲ့ဘူးလဲဆိုပြီးနောက်နောက်အကြီးကျယ်ရခဲ့ပြီးတော့သူဘလောက်မှတ်မဲခဲ့တယ်ဆိုတော့နာကျင်စာနဲ့ပဲသဘောပေါက်လိုက်ခဲ့ပါတယ်အဲ့ဒီနောက်တော့လက်ရှိချိန်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးကိုတင်ညွန့်ရဲ့သူ့မိဘတွေကိုဒီနေ့ကတနင်္ဂနွေနေ့မလားညီမလေးလင်တန်းအိမ်ပြန်လာပြီးတော့ထမင်းစားမလားဆိုပြီးမေးလိုက်ပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်မေကလည်းလင်တန်းအဆန်းဆောင်မှုရဲ့အတွက်ပြင်ဆင်နေရမှုအကြောင်းပါပဲစားလို့မယ်ဆိုပြီးနေ့လေစာယူသွားတယ်လို့ပြောလိုက်တယ်။အိုးဟုတ်တော့ပဲနောက်မှတားချင်ရင်သူ့စီအစားတောက်တွေတောက်ပို့လိုက်ပါလား။သူယူသွားတဲ့အစားတောက်တွေကလက်လက်ဆက်ဆက်ပြင်ဆင်ထားရရင်မဟုတ်ဘူး။တစ်စက်တည်းမှာပဲကိုတင်ညွန့်အမေကလည်းငန်းသားချက်ပြုတ်တက်လိုက်မယ်လို့မတင်ထားခဲ့ဘူး။ဒီချက်တောင်မှအရန်ကောင်းတယ်ဆိုပြီးပြောနေခဲ့ပါတယ်။ကိုတင်ညွန့်အမေကလည်းယောက်ျားနေငါးစီရလူစားဖို့မစင်းစားနဲ့ဆိုပြီးပြောလိုက်ပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်အဖေကလည်းအေးပါအားလုံးကမင်းအပိုင်ပါပဲအားလုံးမင်းပိုင်ပါပဲဆိုပြီးတော့မိသားစုလိုက်ပျော်ပျော်ရွှင်နဲ့စားတောက်နေကြတာပေါ့။အဲ့လိုပျော်ပျော်ရွှင်နဲ့စားတောက်နေကြရင်ကိုတင်ညွန့်ကသူ့အဖေကိုဟင်းထည့်ပေးလိုက်တာပေါ့အဲ့ဒါကိုကြည့်နေတဲ့ကိုတင်ညွန့်ရဲ့အဖေကလည်းအံ့ဩသွားပြီးတော့ကိုတင်ညွန့်ကလည်းနောက်ကလည်းတခြားဟင်းတွေကိုချက်ပြုတ်နေတင်ယူရမယ်ဆိုပြီးတော့သူ့အဖေကိုပြောလိုက်တာပေါ့အခုလိုပြောင်းလဲသွားတဲ့ကိုတင်ညွန့်ကိုကြည့်ရင်လည်းကိုတင်ညွန့်ရဲ့အဖေနဲ့အမေကလည်းအယမ်းပျော်သွားပြီးတော့ဟုတ်ပါပြီလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကလေ့ကျင့်ခန်းတွေအသေးအတန်လုပ်နေအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ဘာလို့လေ့ကျင့်ခန်းတွေလုပ်နေရလဲဆိုတော့သူ့ရဲ့အစွမ်းတွေပိုပြီးထိန်းချုပ်နိုင်နေတာကြောင့်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်ပြီးမော်စွမ်းအတန်တွေကိုပုံမခံနိုင်ရရှိအောင်လုပ်ပါအဲ့ဒီနောက်ကိုတင်ညွန့်ကလေ့ကျင့်ခန်းလုပ်ရင်ပင်ပန်းတာကြောင့်ခဏနာပြီးတော့သူ့ရဲ့နိုင်ကိုတစ်ချက်ကြည့်လိုက်ပါတယ်9စက္ကန့်ခန့်အတွင်းမီတာ90ရောက်ခဲ့ရပဲတိတ်လည်းမစိုးပါဘူးဒါပေမဲ့ငါတိုးတက်အောင်လုပ်ဖို့အတွက်အများကြီးကြံသေးရဆိုပြီးပြောနေပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကလည်းအိမ်ပြန်ရင်ရောက်နေရကြောင်းအချိန်တန်ပြီဆိုပြီးတော့ပြောလိုက်က chapter 6လေးရတယ်ဒီနေ့မှပဲအဆုံးသတ်ထားပါရဲ့ဗျ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင် Regal လေးကိုကြည့်ရှုပေးကြတဲ့ border တယောက်ချင်းစီတိုင်းကျေးဇူးတင်ရှိပါတယ်ဗျ